ဟဲ့မိုးကြီးဟဲ့အေးဒီတော့နေတယ်အော်သမီးကလည်းဖေဖေကအေးမတော့ပါနဲ့လို့မှားထားတယ်လေသမီးကိုကဲဘာလို့တော့နေရလဲချောင်းသူမှဆိုလို့ဖေဖေမတော့နဲ့လို့ပြောထားတာလေဒါပေမဲ့မိုးကြီးကနည်းနည်းပဲတော့မှာဒီနည်းနည်းလည်းမတော့အောင်များများလည်းမတော့အောင်ဖေဖေမိုးကြီးကိုပြောထားချောင်းသူမှဆိုလို့မိုးကြီးဖေဖေစကားလည်းနားမထောင်တော်ပြီမိုးကြီးကိုဖေဖေခေါ်တော့သွားတော့မှာဖေဖေခေါ်ပါခေါ်ဘူးစိတ်ဆိုးသွားခေါ်ဘူးခေါ်ပါခေါ်ဘူးကွာခေါ်ပါနော်爸家里，母鸡嘞，外面那边哪样？外面呢？菲菲呀，母鸡在说话嘞。在说啊，但他们要把它来了，外面在说菲菲呀。菲菲呀，母鸡有引导那个表啊，母鸡到来了。哦，啊，菲菲呀，在说啊，考到不来的，考到不了了。啊，所以菲菲有错误的，你俩先啥呗没 ？OK， 好，我读，我读。菲菲有错没？不是错嘛喽。我妹妹变了。မကြည့်ဒီလင့်လေးတွေကိုမမေတို့ကဝင်ပြီးတော့သူမေးတဲ့မေးခွန်းလေးတွေဖြေလိုက်လို့ရှိရင်မမေတို့ကpost ကလေးတစ်ခုရမယ်ကွာအဲ့ဓာတ်ပုံလေးရမယ်အဲ့ဒါလေးကိုဖေဖေကိုသွားပြီးပြလိုက်ရင်ဖေဖေမျိုးကိုစိတ်ဆိုးပြေးလိုက်အဲ့တမီးအဲ့ဒါလေးကိုသွားပြပြီးချွဲလိုက်လောလောဆယ်လာသူ့ရဲ့လင့်လေးကိုဝင်မယ်ကြော်ထက်ကိုထည့်မယ်မူကြီးပူစားတဲ့အရုပ်ကိုဝယ်ပေးတာလားတဲ့ဖေဖေကသူကြိုက်တာသူဝယ်တာလားတဲ့ဝယ်မပေးဘူးလားတဲ့ဆိုမူကြီးပူစားတာဝယ်ပေးရနော်ပူစားတာဝယ် โอเคနှိပ်တယ်ဓာတ်ပုံထည့်ရန်နဲ့ကဲဓာတ်ပုံထည့်ရန်လေးကိုနှိပ်လိုက်မယ်မမေက library တွေကဘယ်ပုံလေးထည့်ရင်ကောင်းမလဲကဲပုံလေးထည့်ပြီးထည့်လိုက်တယ်ကဲဒီမှာတမီးနဲ့ဖေဖေတဲ့ပုံလေးအလိုလိုက်တဲ့ဖေဖေကြော်ထက်နဲ့ဂျစ်ကက်ကက်တမီးလေးမို့ကြီးတဲ့တော့ဖေဖေကိုတော့ပြလိုက်တော့အမီးကိုအဲ့ဒါတွေ့ရင်တမီးကိုချစ်သွားတယ်နော်လာတော့菲菲，是不是那个人？母鸡菲菲在哪了的？ဒီမှာကြည့်ပုံလေးချစ်စရာလေချစ်စရာလေမာဘယ်လဲအတဲလေးကိုဘယ်ချောင်းစုံမှပြောတာပါနော်သိချုပ်ပြပါလားချစ်သွားတယ်မဲအာဘယ်သူလုပ်ပေးရလဲပြောပါအောင်ဘယ်သူလုပ်ပေးရလဲအမေဇွန်လ21ရက်နေ့မှာကြာရောက်မဲ့အဖေများနေ့အတွက်အတန်ကနေပြီးတော့ campaign လေးတစ်ခုပြုလုပ်ထားပါတယ်။အဲ့ဒီ campaign လေးကတော့ဖေဖေတွေရဲ့ဖြူစင်တဲ့928မြစ်တာကိုရည်ရွယ်ပြီးထုတ်ထားတဲ့အတွက်928ကျက်နဲ့ဝယ်ယူရရှိနိုင်မဲ့928 package ပေါ့နော်။အဲ့ဒါလေးကိုဝယ်ယူလိုက်တာနဲ့928% သူက cashback ပြန်ရမှာဖြစ်တဲ့အပြင်ဖေဖေတွေအတွက်ကိုပန်းလိုင်ဆေးရုံကနေပြီးတော့ medical check-up package ကိုကန်ထူးနိုင်မဲ့အခွင့်အရေးလေးလည်းရှိနေပါတယ်။ဟုတ်ပါတယ်ဂျွန်လ18ရက်နေ့ကနေပြီးတော့ဂျွန်လ21ရက်နေ့ထိဒီအစီအစဉ်လေးမှာပါဝင်လို့ရပါတယ် Medical Check-up Package ကိုကန်ထူးဖို့အတွက်ဆိုရင် Factory Package ကိုဝယ်ယူလိုက်တာနဲ့အတန် Factory Left ကနေပြီးတော့ပေးပို့လာမဲ့ SMS link ကနေတစ်ဆင့်တိုက်ရိုက်ဝင်ရောက်ပြီးတော့မိုးကြည့်လို့ပဲဖေဖေအကြောင်းလေးတွေကိုဖြည့်ရလာတဲ့ဖေဖေနဲ့အမှတ်တရဓာတ်ပုံလေးကိုကိုယ့်ရဲ့ social media ပေါ်မှာတင်လိုက်တာမျိုးဒါမှမဟုတ်ရင်ဖေဖေကိုပေးပို့လိုက်တာနဲ့ကန်ထူးဖို့ခွင့်ရရှိမှာပါခင်ဗျာပါဝင်ထားသူတွေကကန်ထူးတဲ့သူ10ယောက်တောင်ရွေးချယ်ပေးမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့အဖေများနေအမှတ်တရအတွက်ဖေဖေကို medical check-up package လက်ဆောင်ပေးဖို့အတွက်အခုပဲပါဝင်လိုက်တော့နော်ကဲအားလုံးပဲတတ